တာဝတိဘီကြီးမှာအလွန်ချမ်းသာကြွယ်ဝတဲ့ပုံနာကြီးတဦးရှိပါတယ်။အဲ့ဒီပုံနာကြီးဟာဂရေ80မြများပြားတဲ့စီးစိမ်ဥစ္စာတွေကိုပိုင်ဆိုင်ထားပေမဲ့လောကမှာသူ့လောက်နှမျောတွန့်တိုတဲ့သူမရှိတော့လောက်အောင်ကစီနေလွန်းလာပါတယ်။ဘသူကမှတပြားတစ်ချက်မှမပေးကမ်းဘူးတဲ့အတွက်သူ့ကိုလူတွေကအဒိဏပုပ္ပကတခါမှမပေးလူဘူးသူလူတောင်နာမည်ပေးထားကြပါတယ်။အဲ့ဒီပုံနာကြီးမှာအလွန်ချစ်စရာကောင်းတဲ့တူရီတော်သားလေးတစ်ယောက်ရှိပါတယ်။သားလေးရွေရောက်လာတဲ့အခါငကလေးတရံလှုပ်ပေးခြင်းပေမဲ့ပရိဆရာကိုခေါ်လို့ခိုင်းရင်လက်ခပေးရမှာကိုနှမျောတာနဲ့ကိုယ်တိုင်မဲ့ရွှေကိုထုပြီးအယောင်မတင်ပန်းမဖော်ထားတဲ့ရိုးရိုးဂွင်းလုံးကျော်ငကလေးတရံကိုသာလှုပ်ပေးခဲ့ပါတယ်။အဲ့ဒီလိုအယောင်မတင်ထားတဲ့ဂွင်းလုံးကျော်ငကလေးကိုဝစ်စင်ထားတဲ့အတွက်အဲ့ဒီကလေးငယ်ကိုမထကုံနလီလို့ခေါ်တွင်ကြပါတော့တယ်။မထကုံနလီလေးအသက်16နှစ်အရွယ်ကိုရောက်လာတဲ့အခါမှာတော့ကံကြမ္မာအစိုးနဲ့ကြုံတွေ့ရပြီးအသားဝါယောဂါကိုပြင်းထန်စွာခံစားရပါတော့တယ်။မိခင်ဖြစ်သူကသမားတော်ကြီးတွေကိုခေါ်ယူပြီးစေကုသပေးဖို့ပူဇော်ပေမဲ့အဒိဏပုပ္ပကပုံနာကြီးကတော့သမားတော်ကိုစီးပူးပေးရမှာနှမျောတဲ့အတွက်လုံးဝညှင်းဆန်ခဲ့ပါတယ်။အဲ့ဒီစားသမားတော်တွေစီသွားပြီးဒီလိုယောဂါမျိုးကိုဘာဆေးတိုက်ရင်ပျောက်တယ်လဲလို့အခမဲ့သွားရောက်မေးမြန်းပါတယ်။သမားတော်တွေကစိတ်ပြက်ပြက်နဲ့တစ်ခေါက်တွေတစ်မြစ်တွေပြုတ်တိုက်ဖို့ပြောလိုက်တဲ့အခါပုံနာကြီးဟာအဲ့ဒီတိရွက်တစ်မြစ်တွေကိုကိုယ်တိုင်သွားခူပြီးသားဖြစ်သူကိုကြိုတိုက်ပါတော့တယ်။မှန်ကန်တဲ့စေဝါကုသမှုမခံယူရတဲ့အတွက်မထကုံနလီလေးရဲ့ယောဂါဟာတနေ့တစ်ချောင်းပူမှုဆိုးရွားလာပြီးနောက်ဆုံးမှာတော့အိယာတဲကနေလုံးဝမထနိုင်တော့တဲ့အခြေအနေကိုရောက်ရှိသွားပါတော့တယ်။သားဖြစ်သူတေတော့မယ်ဆိုတာကိုပုံနာကြီးသိလိုက်တဲ့အခါမှာတော့သူ့ရဲ့ရင်ထဲမှာသားအဘောတန်ရောစင်ထက်ပစ္စည်းဥစ္စာတွေကိုနှမျောတဲ့စိတ်ကပိုကြီးမားနေစေဖြစ်ပါတယ်။သားဖြစ်သူတေဆုံးသွားလို့ဆွေမျိုးတွေမိတ်ဆွေတွေလာရောက်ကြည့်ရှုကြတဲ့အခါအိမ်ထဲမှာရှိတဲ့သူ့ရဲ့ရွှေငွေပစ္စည်းတွေကိုမြင်သွားမှတောင်းရမ်းသွားမှကိုအလွန်စိုးရိမ်နေပါတယ်။ဒါကြောင့်အသက်ငယ်နေပြီဖြစ်တဲ့သားငယ်လေးကိုအိတ်ခမ်းထဲကနေမှထုတ်ပြီးအိမ်ရှိကဇင်းညံပြင်းဝရဏာအပြင်ဘက်ကိုထုတ်သိမ်းထားလိုက်ပါတော့တယ်။မထကုံနလီလေးခမဖခင်ဖြစ်သူရဲ့အလွန်ရက်ဆက်တဲ့လုပ်ရကြောင်းကိုအိမ်မှာကိုနေလျက်နဲ့အပေကံဘဝလိုဖြစ်ပြီးနာကျင်တဲ့ဝေဒနာတွေနဲ့အတူအထီးကျန်စွာသေမင်းကိုစောင့်မျှော်နေရရှာပါတယ်။အသက်ရှူရတာအလွန်ခက်ခဲနေပြီးခန္ဓာကိုယ်တစ်ခုလုံးဘလို့မှလှုပ်ရှားလို့မရနိုင်တော့တဲ့အခြေအနေကိုရောက်ရှိနေပါပြီ။အဲ့ဒီနေ့နနက်ခင်းအာယုံတက်ချိန်မှာမဟာကရုဏာရှင်မြတ်စွာဘုရားရှင်ဟာတတ္တဝါတွေကိုဉာဏ်တော်နဲ့ကြည့်ရှုတော်မူတဲ့အခါဇင်းဉဏ်ပြင်မှာဒေလူမျောပါဖြစ်နေတဲ့မထကုံနလီလေးကိုမြင်တော်မူပါတယ်။ကလေးငယ်လေးသေဆုံးဖို့နီးကပ်နေပြီဆိုတာကိုလည်းသိတော်မူပါတယ်။ဒါကြောင့်မြတ်စွာဘုရားရှင်ဟာတန်ဃာတော်တွေကိုနောက်ပါခြံရံလျက်စုံငံကြွရင်းအဒိဏပုပ္ပကပုံနာကြီးရဲ့အိမ်ရှိကိုတမင်တက်တက်ကြွရောက်လာတော်မူပါတယ်။အိမ်ရှိကိုရောက်တဲ့အခါမြတ်စွာဘုရားရှင်ဟာကိုရောင်ကိုဝါတွေကိုလွတ်တော်မူလိုက်ပါတယ်။မထကုံနလီလေးဟာနယံဘက်ကိုမျက်နှာမူထားရာကနေဂျောဘက်ကလင်းထင်လာတဲ့အယောင်ဝါကြောင့်အလွန်အံ့ဩသွားပြီးအာယူကလှည့်ကြည့်လိုက်ပါတယ်။အဲ့ဒီအခါမှာအလွန်ကြီးညိုဝေအားကောင်းလာတဲ့မြတ်စွာဘုရားရှင်ကိုဖူးတွေ့လိုက်ရပါတော့တယ်။မထကုံနလီလေးဟာမြတ်စွာဘုရားရှင်ကိုဖူးတွေ့ရတဲ့ခိုက်တံမှာပဲသူ့ရဲ့ရင်ထဲမှာအလွန်ကြီးမားတဲ့ပီတိတွေတရားတရားတွေဖြစ်ပေါ်လာပါတယ်။ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာအလွန်အားနည်းနေပြီဖြစ်လို့လက်အုပ်ချီဖို့နေနေသားသားနှုတ်ကနေဖျားစာရွတ်ဆိုဖို့တောင်မစွမ်းနိုင်တော့ပါဘူး။ဒါကြောင့်သူဟာစိတ်အစဉ်ကိုအလွန်ကြည်လင်စွာထားရှိပြီးမြတ်စွာဘုရားတပည့်တော်ဟာဖခင်ရဲ့နှမျောတွန့်တိုမှုကြောင့်အရှင်ဘုရားကိုကိုထိလက်ရောက်မလူတန်းနိုင်ခဲ့ပါဘူး။လက်အုပ်ချီပြီးလည်းရှင်းမခိုးနိုင်တော့ပါဘူး။တပည့်တော်ရဲ့ကြီးညိုလာတဲ့ဒီစိတ်အစဉ်လေးနဲ့သာဘုရားရှင်ကိုရှ िख ိုးကြတော့ပါ၏ဘုရားလို့စိတ်ထဲကနေအာယုံပြုပြီးအလွန်ပြင်းပြတဲ့တရားတရားနဲ့ရိုသေစွာရှ िख ိုးလိုက်ပါတယ်။မြတ်စွာဘုရားရှင်ဟာကလေးငယ်ရဲ့စိတ်အစဉ်ကိုသိတော်မူတဲ့အတွက်မေတ္တာဓာတ်တွေလွှမ်းခြုံပေးပြီးဆက်လက်ကြွသွားတော်မူပါတယ်။မြတ်စွာဘုရားရှင်မျက်စိအောက်ကနေပျောက်ကွယ်သွားတဲ့အချိန်မှာပဲမထကုံနလီလေးဟာကြီးညိုတဲ့စိတ်အစဉ်နဲ့ကွယ်လွန်သွားခဲ့ပြီးဒါရိန်သာနတ်ပြည်မှာအလွန်တင့်တယ်လှတဲ့နတ်သားတစ်ပါးဖြစ်သွားပါတော့တယ်။သားဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့အဒိဏပုပ္ပကပုံနာကြီးဟာသားလေးရဲ့ရုပ်လောင်းကိုတုတ်တံမှာမိတကြိုလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးပုံနာကြီးရဲ့ရင်ထဲမှာယူကျုံမရတဲ့တောကမီတွေတောက်လောင်มาတော့တယ်။နေ့တိုင်းတုတ်တံကိုသွားပြီးအိုးငါရဲ့တူရီတော်သားလေးဘယ်စီကိုရောက်သွားပါသလဲလို့ငိုကြွေးနေပါတော့တယ်။ဒါရိန်သာနတ်ပြည်ကနေမထကုံနလီနတ်သားဟာဖခင်ဖြစ်သူငိုကြွေးနေတာကိုမြင်တဲ့အခါဖခင်ကိုအတီတရားရစေခြင်းနဲ့မေတ္တာစိတ်နဲ့မထကုံနလီလူငယ်လေးအသွင်ဖန်ဆင်းပြီးတုတ်တန်ရဲ့တစ်ဖက်မှာသွားရက်နေပါတယ်။အဲ့ဒီနောက်သူကလည်းလက်နှစ်ဖက်ကိုမြောက်ကအိုးငါရဲ့ယထာဘိန်းလေးငါရဲ့ယထာဘိန်းလေးလို့
ပုံနာကြီးထပ်ပူပြီးကျေလောင်စွာငိုကြွေးနေပါတော့တယ်ပုံနာကြီးဟာသူငိုနေတဲ့အနားမှာလာငိုနေတဲ့လူငယ်လေးကိုမြင်တော့သူ့သားလေးနဲ့ရုပ်ချင်းအလွန်ဆင်တူနေတာကိုသတိထားမိသွားပါတယ်ဒါကြောင့်အနားကိုသွားပြီးအမောင်လူငယ်မင်းကဘာဖြစ်လို့ဒီလောက်တောင်ငိုကြွေးနေရတာလဲမင်းဘာလိုချင်လို့လဲရွှေလားငွေလားယထာဘိန်းလိုချင်ရင်လဲငါကိုယ်တိုင်ရွှေနဲ့လှုပ်ပေးပါမယ်လို့မေးလိုက်ပါတယ်အဲ့ဒီခါနတ်သားလေးကကျွန်တော်မှာလှပတဲ့ရွှေယထာကြီးတစ်စီးရှိပါတယ်ဒါပေမဲ့အဲ့ဒီယထာကြီးမှာတက်ဆင်ဖို့ဘိန်းနှဘိန်းလိုနေပါတယ်အဲ့ဒီဘိန်းနှဘိန်းကတာမန်ဘိန်းတွေမဟုတ်ပါဘူးကောင်းငင်မှာသွာလာနေတဲ့နေမင်းကြီးနဲ့လာမင်းကြီးတို့ကိုသာကျွန်တော်ရဲ့ယထာရဲ့ဘိန်းအဖြစ်တက်ဆင်လိုပါတယ်အဲ့ဒါကြောင့်ငိုနေတာပါလို့ပြန်ဖြေလိုက်ပါတယ်ဒီစကားကိုကြားတဲ့အခါပုံနာကြီးကဒေါသထွက်သွားပြီးအမောင်လူငယ်မင်းဟာအလွန်မိုက်မဲတဲ့သူပဲဘယ်သူမှယူလို့မရတဲ့နေနဲ့လှကိုလိုချင်နေဆိုတာယူသွနေတဲ့အလုပ်ပဲမင်းဘလောက်ငုံငုံနေနဲ့လှကိုတော့ဘယ်တော့မှရမှာမဟုတ်ဘူးလို့အပြစ်တင်လိုက်ပါတယ်အဲ့ဒီချိန်မှာလူငယ်လေးကမျက်ရည်တွေကိုတုပ်လိုက်ပြီးအလွန်ထက်မြက်တဲ့စကားတစ်ခုကိုပြန်လဲတုံ့ပြန်လိုက်ပါတယ်အိုးပုံနာကြီးကျွန်တော်လိုချင်နေတဲ့နေနဲ့လှဆိုတာမျက်စိနဲ့မြင်နေရသေးတယ်သူတို့ရှိတဲ့နေရာကိုသိနေသေးတယ်တင်ကိုကျွေးနေတဲ့တင့်ရဲ့သားဆိုတာကတော့အယိုးပြာဖြစ်သွားခဲ့ပြီဘယ်နေရာရောက်နေမှန်းလည်းမသိတော့ဘူးမြင်ရတဲ့အရာကိုတောင်းတပြီးငိုနေတဲ့ကျွန်တော်နဲ့ဘယ်တော့မှပြန်မရနိုင်တော့တဲ့မမြင်ရတော့တဲ့တေးသွားသူကိုတောင်းတငိုကြွေးနေတဲ့တင်ပုံသားကြီးကျွန်ုပ်တို့နှစ်ယောက်မှာဘယ်သူကပို့ပြီးမိုက်မဲနေတယ်လဲလို့မေးလိုက်ပါတော့တယ်ဒီစကားကိုကြားလိုက်ရတဲ့အခိုက်အတန့်မှာပဲဘုံသားကြီးဟာအလွန်ကြီးမားတဲ့တန်ဝေကကိုရရှိသွားပါတယ်သူ့ရဲ့မိုက်မဲမှုတွေကိုချက်ချင်းသဘောပေါက်သွားပြီးမျက်ရည်တွေခြောက်သွေ့သွားပါတော့တယ်အမောင်လူငယ်မင်းပြောတာမှန်ပါတယ်တည်သွားတဲ့သူကိုတန်းတငိုကြွေးနေခြင်းဟာအလွန်မိုက်မဲတဲ့အလုပ်ပါပဲမင်းဟာငါရဲ့ရင်ထဲကတောကမီးကိုညှိမ့်သက်ပေးလိုက်ပါပြီလို့ဝန်ခံလိုက်ပါတယ်အဲ့ဒီအခါကျမှနတ်သားလေးဟာသူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ကိုပြသလိုက်ပြီးသူဟာပုံနာကြီးရဲ့သားမတ်ထဂုဏလီဖြစ်ကြောင်းဖခင်ရဲ့နှမျောတွန်းတိုမှုကြောင့်စေးမကူရပဲတည်ခဲ့ရပေမဲ့နောက်ဆုံးချိန်လေးမှာမြတ်စွာဘုရားရှင်ကိုစိတ်ထဲကနေကြီးညိုလိုက်ယုံမျှနဲ့ယခုလိုနတ်ပြည်ရောက်ခဲ့ရကြောင်းရှင်းပြလိုက်ပါတယ်ဘုံသားကြီးဟာဒီအကြောင်းကိုသိရတဲ့အခါမြတ်စွာဘုရားရှင်ရဲ့ဂျေဇုတော်အပေါ်မှာအလွန်ကြီးညိုသွားပါတယ်နောက်နေ့မှာမြတ်စွာဘုရားရှင်ကိုပင့်ဖိတ်ပြီးကြီးကျယ်လာတဲ့အလှကြီးကိုပေးလူပါတော့တယ်မြတ်စွာဘုရားရှင်ကပရိသတ်တွေအားလုံးကိုမနောပုပ္ပင်္ဂမဓမ္မအရာရာတိုင်းဟာစိတ်ကသာလျှင်ရှေ့ဆောင်ဖြစ်တယ်စိတ်ကသာလျှင်အဓိကဖြစ်တယ်ကြီးလျင်တန်ရှင်းတဲ့စိတ်နဲ့ပြုလုပ်လိုက်တဲ့ကံဟာတတဝါတွေကိုနတ်ပြည်နိဗ္ဗာန်အထိအကျိုးပေးနိုင်တယ်လို့တရားဟောကြားတော်မူပါတယ်အဲ့ဒီတရားတော်ရဲ့အဆုံးမှာတော့ဘုံသားကြီးဟာနှမျောတွန့်တုံမှုမစ္စရိယအညီအကျေးအားလုံးကင်းစင်ပြီးသောတာပန်အရိယာဖြစ်ကိုရရှိသွားခဲ့ပါတော့တယ်တရားချစ်ခင်ဓမ္မမိတ်ဆွေပေါင်းတို့ဒီမထဂုဏလီနတ်သားရဲ့ဇလန်းလေးဟာယနေ့ခေတ်ကျွန်ုပ်တို့အားလုံးအတွက်အလွန်ကိုအဖိုးတန်တဲ့သင်ခန်းစာတွေပေးနေပါတယ်ကျွန်ုပ်တို့ဟာလောကမှာငွေကြေးစည်းစိမ်တွေကိုရှားဖွေစုဆောင်းကြပေမဲ့အဲ့ဒီငွေကြေးတွေဟာဒေမင်းလာခေါ်တဲ့အချိန်မှာတပြားတစ်ချက်မှလိုက်ပါကဲတင်နိုင်မှာမဟုတ်ဘူးဆိုတာကိုအာဒိဏပုပ္ပကဘုံသားကြီးရဲ့အဖြစ်ကသက်သေပြနေပါတယ်မိဘတွေအနေနဲ့သားသမီးတွေကိုငွေကြေးအမွေတွေပေးဖို့ကြိုးစားရုံသာမကတကယ်ဘဝတန်တရားအတွက်အားကိုးရမယ်ဓမ္မအမွေဘာသာရေးအမွေတွေကိုပါလက်ဆင့်ကမ်းပေးဝေနိုင်ဖို့အလွန်အရေးကြီးတာပါတယ်ထို့အတူပဲကိုချစ်ရတဲ့သူတွေဘဝတစ်ပါးပြောင်းသွားတဲ့အခါမှာလဲအလွန်အမင်းယူကျုံးမရငိုကြွေးနေမဲ့အစားတေဆုံးသူအတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုတွေပြုလုပ်အမျှဝေပေးခြင်းကသာလျှင်အကောင်းဆုံးသောမေတ္တာပြသခြင်းပဲဖြစ်ပါတယ်နောက်ထပ်အရေးကြီးဆုံးသင်ခန်းစာတစ်ခုကတော့စိတ်ရဲ့စွမ်းအားပါပဲမထဂုဏလီလေးဟာလှုပ်တော်မလှုပ်နိုင်တော့တဲ့အချိန်မှာတော့သူ့ရဲ့ကြည်လင်တဲ့စိတ်ထားလေးတစ်ခုတည်းနဲ့နတ်ပြည်ကိုရောက်ခဲ့ပါတယ်ဒါပေမဲ့ကျွန်ုပ်တို့ဟာကိုယ့်ရဲ့တေးရာညောင်ဆောင်အချိန်လေးအထိစောင့်ပြီးမှကုသိုလ်လုပ်မယ်လို့မတွေးသင့်ပါဘူးကျမ်းမာနေတဲ့အချိန်တန်ဆွမ်းနေတဲ့အချိန်မှာကလေးကဒါနသီလဘာဝနာကုသိုလ်တွေကိုပြုလုပ်ထားမှသာဒီကနေ့မရဏတဏ္ဍာဇောအချိန်မှာမိမိရဲ့စိတ်အစဉ်ဟာအလိုလိုကြည်လင်အေးချမ်းပြီးကောင်းရာသူကတိကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့မထဂုဏလီနတ်သားလေးရဲ့တရားဇလန်းလေးကိုနားဆင်ပြီးတဲ့နောက်ဓမ္မမိတ်ဆွေတို့ရဲ့ယင်ထဲမှာပစ္စည်းဥစ္စာတွေအပေါ်မှာအလွန်အမင်းဆွဲလန်းနှမျောနေတဲ့မစ္စရိယတရားတွေကိုပညာဉာဏ်နဲ့ဖယ်ရှားတန့်စင်နိုင်ကြပါစေကိုချစ်ရတဲ့သူတွေကိုဆုံးရှုံးရလို့ပူဆွေးတော့ကဖြစ်နေသူများရှိခဲ့ရင်လည်းဒီတရားလေးနဲ့ဖြည့်တွေးနိုင်ကြပါစေနေ့စဉ်နဲ့မျှမိမိတို့ရဲ့စိတ်အစဉ်ကိုကြည်လင်တန်ရှင်းအောင်ထားရှိပြီးဒါနသီလဘာဝနာကုသိုလ်ကောင်းမှုများကိုမပြတ်ကြိုးစားအားထုတ်ရင်းမအိုမနာမတရားအမြိုက်နိဗ္ဗာန်ချမ်းသာမြတ်ကိုလွယ်ကူသောအကျင့်မြတ်ဖြင့်လင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်
အားလုံးပဲကိုယ်စိတ်နှဖျားဘေးရန်ကွာ၍ကျမ်းမာချမ်းသာကြပါစေခင်ဗျာ